လေးကျွေးနည်းများလားနည်းများဒီလက်စညရကောင်းတယ် လက်စညကြိုက်လား ကတောင်းမှာကောင်းဆုံးတယ် ဒီနေ့တင်တာပါလက်စညရတက်ကြွ လက်ကချင်းနေတယ် ရှေ့တော့မရှိတော့ဘလို့ကြိုက်စားရတယ်ဆိုတော့ပြောပြတယ်ခက်ခဲတယ်နော် လေ နည်းနည်းခက်တယ်လို့ ဒီနေ့ခက်တယ် ဘလို့ ဒါမဲ့သဘာလို့တော့မဖို့ပါလမ်းကြွားတာကြွတူလောက်တယ်ပါ အဲ့တော့ ဒီအရေးကိုရှေ့ပဲသဘောထားလိုက်ပြီးတော့ဒီဘက်နဲ့အဲ့ဒါကြိုက်လိုက်တာ တောင်းလေးနဲ့ တခါလေစိတ်မရှိလို့ရှိတာဒီကနေ့ကြိုက်တယ် ဖြည်းလို့ပါစိတ်ရှိပါတောင်းလေးနဲ့ကြိုက်ရတော့တခါကျရင်လုံးတယ်နော်ရှေ့ရသွားနဲ့ကြိုက်ဆိုကြိုက်လို့မရဒါပေမဲ့ပြန်ပေါက်နေပြီနော်ပြန်ပေါက် ဘိုးဆောင်ရင်ကြွားချလာတော့နေပြီးတော့မှာတော့ဆိုတက်ပေါက်ကြဘူးလေဘာလို့ဝိုင်းဆိုရရအဲ့ဆိုရ လက်စညလည်းကျွေးရတယ်နော်လက်စညဘယ်နှစ်မှစကြိုက်ငယ်တော့တစ်ခါစားဘူးလေ ဟုတ်လား ငယ်တော့တစ်ခါစား ဘယ် ဘူး လိုစားလဲအဲ့ဒါ ဒါတို့လက်စည ဒီရှုပ်လေနော် ရန်ကောင်းတယ်ဆိုတော့အားလေးလုပ်ပြလိုက်အောင်ပြင်ရန်ကောင်းတော့ အဲ့ လို့ ဒါတော့ပြတ်တယ်တော့ ည ဒီကြောက်လေ ရန်ကောင်းတယ်ဆိုတော့လုပ်ပြလိုက်ဘယ်လိုဖြစ်သွားလဲရန်ကောင်းတော့ လာရောမမဖြစ်တော့ အမှန်တကယ်လုပ်ပြမှာနော်ခုနကတည်းโอเคအဲ့ဒီโอเค တော့ကောင်း ရန်ကောင်းလို့ ice time ဖြစ်တာ item ဟုတ်တယ်ဟုတ်တယ်ဆိုတော့ဒီလိုရရပြပြလောက်ရတာ ငယ်လေးလေးကြိုက်တယ်မဲ့ကြီးတော့ပိုကြိုက်တာလို့ ပါကြိုက်တာ ဘာလဲကြိုက်လဲပေါ့စား ကြိုက်တဲ့သူလည်းရှိရပါလေလို့ပြောလာအောင်တော့ဆရာတော် အဲ့ဒါတွေရှိရ လုံးကြာရီလို့ဆိုကြစားပြမှာပဲနောက်ဆုံးတစ်လို့စားပြ တော့ပြည့်ချီပေါ့ပြည့်ချီနော် ဒီလိုပဲစားပြလေဒီမှာကြာနေပြီ 3 မိနစ်နဲ့80စက္ကန့်